လာပါကျွန်တော်ကတော့တင်ထွန်းလေးခဏကျွန်တော်တို့ဒီဗီဒီယိုမှာ crypto ဈေးကွက်ပြောင်းလဲဈေးကွက်သတင်းချက်လက်တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထားခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ short term long term ဘယ်လို plan တွေထားရှိအောင်လဲဈေးကွက်ဒါလည်းရှင်တွေကဘယ်လိုရှိနေလဲပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တစ်ချက်နားလည်မယ်ပေါ့လက်ရှိကျွန်တော်တို့ BTC current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့9400 9500ကြားထဲမှာရှိနေတော့ကျွန်တော်တွေ့ရတယ်တခြား ETH HRP BNB Solana TRH Avax ATA BCH .LTC APT NIA ICB ပေါ့နော်ဒီ coin တွေကလည်းကျွန်တော်တို့တက်လာတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ဈေးကွက်မှာဒါ recovery ကတော့ဒါစလာပြီပေါ့နော်ဆိုတော့ coin တော်တော်များများမှာလည်းကျွန်တော် recovery ဖြစ်နေတာကိုတော်တော်များများလည်းသတိထားမိကြမှာပေါ့ဆိုတော့လက်ရှိကျွန်တော်တို့ဒါကိုကဒါ future trade လုပ်တဲ့သူဆိုရင်တော့လက်ရှိဆိုရင်ကျွန်တော် market ကလည်း trend ထဲမှာရှိနေတဲ့အတွက်ကြောင့်မလို့ဒါ long back ကိုပဲ anti ဖွင့်ထားစေချင်တယ်ပေါ့နော်ဒါမှမဟုတ်လည်း spot ထဲမှာဝယ်ထားစေချင်တယ်ပေါ့ဆိုတော့လက်ရှိကျွန်တော်ပို့ပြီးတော့နားလည်လို့ရအောင်ဒါ trading view ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့နော်လက်ရှိကျွန်တော် BTC ရဲ့ 4 hour chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မှာဆိုရင်လက်ရှိဒီမှာဆိုရင်ကျွန်တော် high low pattern ကိုတွေ့လာရတယ်ပေါ့နော်အရင်တော့ဆိုရင်တော့ကျွန်တော် down trend ထဲမှာရှိနေတော့က lower high pattern တွေကိုကျွန်တော်တွေ့လာခဲ့ရတာလက်ရှိဆိုရင် high low pattern တွေကိုကျွန်တော်တွေ့နေရတယ်ပေါ့ဆိုတော့ဒီကနေစပြီးတော့ကျွန်တော် 20 point တွေ target တွေကဘယ်လိုရှိမလဲပေါ့နော်ဒါတွေကိုတစ်ချက်နားလည်အောင်ပေါ့ဆိုတော့အရင်ကျွန်တော်တို့ဒါ BTC က8300 8400ဆိုတဲ့ကျွန်တော် spot line ကိုဒါ break လုပ်တဲ့အချိန်မှာကျွန်တော် downside ကိုကောင်းကောင်းရောက်သွားခဲ့တယ်ပေါ့နော်9500အောက်လောက်ကိုရောက်ပြီးတော့မှဒါတဖြည်းဖြည်းနဲ့ပြန်ပြီးတော့ recovery ဖြစ်လာခဲ့တာလက်ရှိဆိုရင်ကျွန်တော်ဒါအားလုံးသိကြတဲ့အတိုင်းပေါ့နော်9200ဆိုတဲ့ကျွန်တော်ဒါအရင်ရှင်းတဲ့ resistance ကိုလည်း cross လုပ်ပြီးတော့မှအထက်ကိုကျွန်တော်ကောင်းကောင်း move ဖြစ်ခဲ့တယ်ပေါ့ဆိုတော့ဒီချိန်မှာ anti ဝင်ချင်တဲ့သူတွေအနေနဲ့ဆိုရင်တော့ဒါကျွန်တော် anti point တစ်ခုကတော့9000ကနေပြီးတော့9300ပေါ့နော်ဒီဝင်ချင်မှာကျွန်တော်ဒါ first entry အနေနဲ့ small margin low leverage long back ကိုဖွင့်ထားလို့ရတယ်ပေါ့နော်ဒါမှမဟုတ်လည်းကျွန်တော် spot ထဲမှာဝယ်ထားလို့ရတယ်ပေါ့ဒါပေမဲ့ကိုယ့်ရဲ့ဒါကိုက long term အတွက်ကင်ထားနိုင်တယ်ပေါ့နော်ရေရှည်အတွက် hold ထားနိုင်တယ် capital လက်နိုင်တယ်ဆိုရင်တော့ဒါလက်ရှိ current price နဲ့လည်းဒါ small margin low leverage ဝင်ထားလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ target တွေကတော့အထက်မှာကျွန်တော်အရင် video မှာလည်းပြောထားတဲ့အတိုင်းပေါ့နော်ပထမဆုံးဆိုရင်တော့ကျွန်တော်ဒါတသိန်းဖြစ်မယ်ဟိုဘက်ကိုကျွန်တော်ဒါ39000 38000ပေါ့နော်ဒီလိုနဲ့ကျွန်တော် target တွေရှိလာမယ်ပေါ့ဒါကတော့ကျွန်တော် BTC ရဲ့ 4 hour chart pattern ရပါပေါ့နော်ဆိုတော့ကျွန်တော်ပို့ပြီးတော့နားလည်ရအောင် daily chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့နော် daily ရကြတော့ကျွန်တော်အရင်တော့ဆိုရင် high lower high pattern တွေကို follow လုပ်ခဲ့တာပေါ့နော် down trend တော့မှာလက်ရှိကျွန်တော် up trend မှာကျတော့ high low pattern တွေကိုတွေ့လာရပြီပေါ့နော်ဆိုတော့လက်ရှိကျွန်တော်ဒါ high တုန်းကတော့ဒါ9500အထက်ကို cross လုပ်ခဲ့ပြီပေါ့နော်ဆိုတော့ကျွန်တော်ဆက်ပြီးတော့လည်းဒီမှာ high low နည်းနည်းရှိလာနိုင်တယ်ပေါ့ high low ကကျွန်တော်အမြင်အရပြောရမယ်ဆိုရင်ဒါ8000ဒါမှမဟုတ်9000ပေါ့နော်အဲ့ဝန်းကျင်လောက်ထိရောက်နိုင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ daily အရကျွန်တော်ဒါ anti human ဆိုရင်တော့ပို့ပြီးတော့ safe ဖြစ်မယ်ပေါ့ဆိုတော့ကျွန်တော် DCA ပေါ့နော် second anti ကိုတော့ကျွန်တော်ဒါ8300 8400 break ဖြစ်ပြီးတော့မှ downside ကိုကျွန်တော်ရောက်တယ်8000အောက်ရောက်တယ်ဆိုမှကျွန်တော်အဲ့ဒီမှာဒါ DCA second anti တစ်ခေါက်လောက်ပြန်လုပ်လို့ရမယ်ပေါ့နော်ဆိုတော့လက်ရှိဒါ4 hour chart pattern အရရောကျွန်တော်ဒါ daily အရရောကျွန်တော် market ကတော့ uptrend ထဲမှာရှိတယ်ပေါ့နော်ဆိုတော့ daily ရလည်းကျွန်တော်တို့ရဲ့ target ကမပြောင်းလဲဘူးပေါ့နော်ပထမဆုံးကျွန်တော်တသိန်းဖြစ်မယ်ပြီးရင်တော့တသိန်း9000တသိန်း8000ပေါ့နော်ပြီးတော့ကျွန်တော်ရဲ့ဒါ imported spot အနေနဲ့ပြောရမယ်ဆိုရင်တော့9000ကနေ9200ပေါ့နော်တကယ်လို့ကိုကလက်ရှိ current price နဲ့ဝယ်ထားပြီးတော့8000အောက်မှာလည်းကိုက DCA မလုပ်ချင်ဘူးဆိုရင်တော့မှကျွန်တော်ဒါ9000ကနေ9200မှာပြန်ပြီးတော့ကျွန်တော် DCA လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီချိန်မှာ leverage trading ကတော့ကျွန်တော်သိအားမပေးဘူးပေါ့ leverage ကိုတော့ကိုတကယ်ပိုင်းနဲ့နိုင်နဲ့ဈေးကွက်ကိုလည်းတည်တယ်ပေါ့နော်ကောင်းကောင်းမွန်နားလည်တယ်ဆိုမှ usage နဲ့ကိုကောင်းကောင်းမွန်နားမလည်သေးဘူးဆိုရင်တော့ဒါလက်ရှိ current price နဲ့ဝယ်မယ်ဆိုရင်တော့မှ leverage နည်းနည်းလေးနဲ့ပဲဝယ်စီချင်တယ်ပေါ့နော်ဒါမှမဟုတ်လည်း spot ထဲမှာဝယ်စီချင်တယ်ပေါ့ဆိုတော့လက်ရှိကျွန်တော်ပြန်ပြီးတော့ဒါweekly chart pattern ကိုတစ်ချက်လောက်နားလည်အောင်ပေါ့ဆိုတော့ weekly အရကြတော့ကျွန်တော်ဒါအရင်ပြောထားတဲ့အတိုင်းပေါ့နော်ဒါ weekly အရကြတော့ကျွန်တော်အရင် high တုန်းကဆိုရင်တသိန်းအထက်ကိုရောက်ခဲ့တယ်ပေါ့ဒါ weekly အရကျွန်တော် weekly အရ high low ပေါ့နော်နည်းနည်းပြောမယ်ဆိုရင် downside ကိုရောက်တဲ့အချိန်တုန်းကဆိုရင်ကျွန်တော်ဒါ9500အောက်ကိုရောက်ခဲ့တယ်ပေါ့ဒါပေမဲ့ကျွန်တော်9500အောက်ရောက်တဲ့အချိန်လဲကျွန်တော်ပြောခဲ့တယ်ပေါ့နော်9000အနေပြီးတော့9200မှာပဲကျွန်တော် DCA လုပ်မယ်ပေါ့တကယ်လို့9000အောက်ကိုရောက်သွားပြီဆိုရင်တော့ဈေးကွက်ကပြန်ပြီးတော့ recovery ဖြစ်ဖို့တော်တော်လေးchance နည်းသွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ9000ကနေ9200ထိမရောက်ဘဲနဲ့ကျွန်တော်ပြန်ပြီးတော့ဈေးကွက်မှာကောင်းကောင်းမွန် recovery ဖြစ်လာတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ weekly ရပြောရမယ်ဆိုရင်တော့ကျွန်တော် weekly ရကြတော့အရင်ကတည်းကကျွန်တော်ဒါဈေးကွက်က uptrend ထဲမှာရှိနေခဲ့တာပေါ့နော်ဆိုတော့လက်ရှိကျွန်တော်ဒါ4 hour chart pattern ရရော daily ရရောဒါ weekly ရရောဈေးကွက်ကတော့ uptrend ထဲမှာရှိနေတယ်ဒါပေမဲ့ BTC ကကောင်းကောင်းမွန်မွန်ကျွန်တော်အထက်ဘက်ကိုထပ်ပြီးတော့ move မဖြစ်နိုင်သေးဘူးပေါ့နော်9500ကနေပြီးတော့ဟိုဘက်ကိုကျွန်တော်ဒါပြောမယ်ဆိုရင်ကြီးကြီးမားမားပေါ့နော်အတက်ကျန်းတာအကျကျန်းတာမတွေ့ရသေးဘူးပေါ့ဆိုတော့လက်ရှိဒီမှာဆိုရင်ဒါကျွန်တော် BTC ရဲ့တွေ့နေရတဲ့ pattern က ascending triangle ဖြစ်တယ်ပေါ့နော် ascending triangle ဆိုတာကျွန်တော်ဒါပြောမယ်ဆိုရင်ဒါ bullish pattern တစ်ခုဖြစ်တယ်ပေါ့နော်ဈေးကွက်ကိုသူကပြောမယ်ဆိုရင်ဒါအထက်ဘက်ကိုပို့ပြီးတော့ represent လုပ်တယ်ပေါ့နော်ဆိုတော့လက်ရှိပြန်ပြီးတော့ကျွန်တော်ရဲ့ဒါ candle ကလည်း200 EMA ရဲ့အထက်မှာရှိတဲ့အတွက်ကြောင့်မလို့
ဒါသူကလည်းကျွန်တော်တို့ဒါဈေးကွက်ကိုဒါပြောမှဆိုရင်အထက်ဘက်ကိုကောင်းကောင်းမှုဖြစ်နိုင်မယ်ဆိုတော့အနေထားတစ်ခုကိုပြနေတဲ့သဘောရှိရပေါ့ဆိုတော့ကျွန်တော်ဒီလက်ရှိဒီလကုန်ပေါ့နော် April May ထဲမှာတော့ကျွန်တော်ဒါဟိုဟာရှိမယ်ပေါ့ FOMC meeting တစ်ခုရှိမယ်ပေါ့အဲ့ကနေလည်းကျွန်တော်ထပ်ပြီးတော့ဒါဈေးကွက်မှာပို့ပြီးတော့ကောင်းကောင်းမှု recovery ဖြစ်လာနိုင်တယ်ဆိုတော့ chance အလားအလာလည်းရှိရပေါ့နော်ဆိုတော့ဈေးကွက်ကဒီအချိန်မှာနည်းနည်းလေးဒီနားလေးမှာပဲခဏတစ်ဖြုတ်တော့ရှင်းရင်လည်းရှိနေမယ်ပေါ့နော် recovery ကောင်းကောင်းမတွေ့ရဘဲနဲ့ဒီအနေထားမှာပဲလက်ရှိကျွန်တော်မြင်ရလိမ့်မယ်ဆိုတော့အဲ့အချိန်မှာကျွန်တော်တို့ဒါ buying opportunity တစ်ခုပေါ့နော်ဒါဈေးကွက်နည်းနည်း downside ကိုရောက်လာရင်ကျွန်တော်တို့ opportunity တစ်ခုရလာလိမ့်မယ်ပေါ့နော်ဆိုတော့ခဏဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်